ခိုင်နေဝေထက်ပရိုက်တာလောက်ရမှာစီမံခန့်ခွဲမှုတော်လုံးလူတွေရဲ့ချီကျူးခံနေရတဲ့အေးတင်ကိုပရိသတ်များလုံးမင်္ဂလာပါရှင်Sally Insider Page ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်မြန်မာပြည်ရဲ့ပရိုက်တာမိခင်ကြီးအဖြစ်လူတွေရဲ့တင်စားခြင်းကိုခံခဲ့ရတဲ့မင်းသမီးကြီးခိုင်နေဝေအောင်အခုချိန်မှာတော့အလူငွေနဲ့မျက်နှာလောက်ကနောက်ွယ်မှာအလွဲသုံးစားလုပ်နေရဲ့အလူပန်းပြပရိုက်တာမကြီးဖြစ်လူတွေရဲ့အထင်သေးမှုကိုရရှိနေရဖြစ်ပါတယ်သူမကိုယုံကြည်ကြလို့မြန်မာပြည်မှာရှိတဲ့တတိတကြွယ်တွေနဲ့ဖောင်ဒေးရှင်းအသီးသီးရဲ့အထက်သွင်းအလူပေးမှုတွေကြောင့်ရသက်တပတ်မကြခင်မှာပဲအလူငွေပေါင်း3,500ကိုရရှိခဲ့တာဖြစ်ပါတယ်အလူငွေ3,500ထာမကရရှိနေပေမဲ့လည်းအဲ့ဒီအလူငွေတွေကိုတကယ်လို့အပ်နေတဲ့ပြည်သူတွေစီကိုမရောက်ခဲ့ဘူးလို့လက်တွေ့မှာတွေ့ကြုံနေရတဲ့သူတွေစီကနေစကားအသံတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။သူတစ်ပါးအလူငွေနဲ့မျက်နှာလုပ်ပြီးတော့တတိမကြီးအထာဖန်းကအလူငွေတွေနဲ့ပတ်စံတွေကိုဒလဟောအတုံးလိုက်ပစ်ပေးနေတဲ့အတွက်လူတွေကဝေဖန်နေကြတာဖြစ်ပါတယ်။ဘရိုက်တာလုပ်တဲ့အခါမှာကင်မရာအောက်ကိုပြီးပဲလုပ်တယ်လို့စီးစနစ်မကျတဲ့သူမရဲ့လုပ်ရက်တွေကိုမကြိုက်ကြတဲ့အတွက်အပင်ပန်းခံပြီးတော့အလူလုပ်နေပေမဲ့လည်းလူတွေရဲ့ပြောဆိုခြင်းကိုသာရရှိနေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ရခင်ကလူတွေရဲ့အမုန်းကိုရခဲ့ပြီးတော့လိုင်းပေါ်မှာဝေဖန်မှုတွေများစွာရရှိခဲ့တဲ့အေတင်ကိုကတော့အခုချိန်မှာသူမရဲ့လုပ်ရည်ကိုင်ရည်တွေကိုလူတိုင်းကမြင်တွေ့နေရပြီဖြစ်လို့အားလုံးကချီးကျူးစကားတွေဆိုနေကြပြီဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းတွေများစွာကိုအမျိုးသမီးတယောက်တန်မဲ့ဦးစီးလောက်ကင်နေတဲ့အေတင်ကိုကထက်မြက်တဲ့မိန်းမတယောက်ပဲဖြစ်ပါတယ်။သူမရဲ့လှုပ်ဆောင်ပုံတွေဟာတိကျပြီးတော့ရလက်ကောင်းတွေကိုပြပြတသားချပြနိုင်တာဖြစ်ပါတယ်။အခုမြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ငလင်ဘေးမှာလည်းစတင်ဖြစ်ပွားလိုက်တဲ့နေ့ကနေစပြီးလူကိုယ်တိုင်လိုအပ်တဲ့နေရာတွေကိုနေမနာညမနာကယ်ဆယ်ရေးတွေပြုလုပ်ပေးနေရဖြစ်ပါတယ်။အလောင်းရှာရမှာလည်းကူညီပေးခဲ့ပြီးတော့သူမရဲ့ပိုင်ဆိုင်မှုအချို့ကိုပါရောင်းချပြီးငလင်ဘေးအတွက်အင်တိုင်အားတိုက်ကူညီနေခဲ့ရဖြစ်ပါတယ်။အခုခါမှလည်းသူမရဲ့ပတ်စံတွေနဲ့အလူငွေတွေကိုဖြို့ဖို့အတွက်လိုအပ်တဲ့တိုက်အိမ်တွေကိုလိုက်လံဖြို့ပေးပြီးတော့မြေကော်ဇက်တွေနဲ့တခြားစက်ကရိယာများစွာကိုသူမကိုယ်တိုင်ဦးစီးကငှားရမ်းပြီးတော့အကူအညီလိုအပ်နေတဲ့တွေကိုလိုက်လံကူညီပေးနေရပဲဖြစ်ပါတယ်။တိုက်တာတွေကိုဖြိုချရမှာလေလိုအပ်တဲ့သက်တည်အထောက်အထားတွေနဲ့လုပ်ငန်းဆောင်တာတွေကိုလုံထုံးလုံနည်းအတိုင်းတဆင့်ချင်းပြုလုပ်ပေးပြီးတော့အိမ်ရှင်နဲ့အိမ်နီးချင်းတွေရဲ့သဘောတူညီချက်တွေရမှတရားဝင်ဖြိုချပေးခဲ့တာဖြစ်ပါတယ်။လုပ်ငန်းစဉ်အကုန်လုံးကိုသူမကိုယ်တိုင်ဦးဆောင်သွားပြီးတော့အခက်အခဲမရှိအကုန်လုံးကိုဖြိုချပေးနိုင်ခဲ့တယ်လို့လူတွေပေါ်မှာလည်းထိခိုက်မှုမရှိခဲ့ပါဘူး။သူမရဲ့လှုပ်ဆောင်မှုပုံစံတွေကိုအမှန်တကယ်လုပ်ကိုင်နေကြောင်းဆိုရှယ်မီဒီယာမှာသက်သေပြတဲ့အနေနဲ့တင်ပေးထားတာဖြစ်တဲ့အတွက်လူအများကတော့လေးစားနေကြတာဖြစ်ပါတယ်။မိန်းမတယောက်အနေနဲ့ယောက်ျားတွေတောင်ဦးစီးရမလွယ်တဲ့အရာတွေကိုတသက်ရှိရှိလောက်ကင်သွားတဲ့အတွက်ထက်မြက်တဲ့မိန်းမတယောက်အဖြစ်လူတွေရဲ့အမြင်မှာအတူယူစရာကောင်းနေခဲ့တာဖြစ်ပါတယ်။အခြေအနေနဲ့ပတ်သက်ရင်လူကြားမကောင်းအောင်ထိဖြစ်ပျက်တတ်ပေမဲ့အခုလိုမျိုးပရိုက်တာနဲ့လုပ်ငန်းကိစ္စနဲ့ပတ်သက်ရင်တော့အရန်မိုက်တဲ့အမျိုးသမီးဖြစ်ပြီးတော့သူမရဲ့အရေးချင်းတွေကိုအထင်သေးလို့မရကြောင်းလူတွေကချီးကျူးနေကြတာဖြစ်ပါတယ်။ခိုင်နှင်းဝေလောက်3,000ချီမဝေနိုင်ပေမဲ့သူမထက်တယောက်တဲ့နေရာတွေကိုကူညီနေတဲ့အတွက်လူတွေရဲ့ချီးကျူးခြင်းတွေကိုခံနေရတဲ့အေတင်ကိုနဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းပြောသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။